Vivo ကထွက်ထားတဲ့ Vivo Y series ဖြစ်ပါတယ် promotion ငွေသားလက်ဆောင်ပေးနေတယ် Vivo Y19 ရဲ့ RAM 4နဲ့ကောင်ဝယ်ယူမယ်ဆိုရင်ငွေသားလက်ဆောင်9000ရမယ်ဗျာ RAM 6နဲ့ကောင်ဝယ်ယူမယ်ဆိုရင်ငွေသားလက်ဆောင်9000ရမယ်နောက်ထပ် Y04 နဲ့ Y29 နဲ့ promotion ပေးထားသေးတယ်ဒါမျိုးလေးကဒီကောင်လေးက Vivo ကထွက်ထားတဲ့ Y04 ဖြစ်တယ်သူ့ကိုဝယ်ယူမယ်ဆိုရင်ငွေသားလက်ဆောင်3000ရအောင်မယ် Y29 29မှာဆိုရင်လည်းဒါမျိုးကသူက2မျိုးရှိတယ် RAM 6နဲ့ RAM 8နဲ့သူကလာတယ် RAM 6 128GB ဆိုရင်ငွေသားလက်ဆောင်9000ရမယ်ပြီးတော့ RAM 8 128GB နဲ့ကောင်ဝယ်ယူမယ်ဆိုရင်ငွေသားလက်ဆောင်6000တိတိရရှိမှာဖြစ်ပါတယ် Vivo ကထွက်ထားတဲ့ Y series တွေအကုန်လုံးကိုငွေသားလက်ဆောင်ပြန်ပေးနေတယ်ဘယ်နေ့ထိပေးမှာလဲဆိုတော့ကျွန်တော်တို့ဒီ10ရက်နေ့ထိပေးထားမှာဖြစ်ပါတယ်26ရက်နေ့ကနေစပြီးတော့3လပိုင်း10ရက်နေ့ထိကိုငွေသားလက်ဆောင်တွေ Vivo ကအကုန်ပြန်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့မိုးတိုင်မှာငွေသားလက်ဆောင်ပြန်မဟုတ်ပါဘူးကျွန်တော်တို့ဖုန်းဝယ်မယ်ဆိုရင် single မှန်မကွဲနှစ်ချက်အပြင်မှာ Vivo Day တွေလက်ဆောင်ဖန်ကွက်အကြီးဆိုပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့လက်ဆောင်ပေးဦးမှာဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်မှာအမြဲဆုံးလာရောက်ဝယ်ယူအပိဝတ်တဲ့ဖိတ်ခေါ်ကြပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ